ခင်မောင်သိမ့်မယ်ခင်မောင်သိမ့်မယ် sorry နော် ခင်မောင်သိမ့်comment တွေမှာခင်မောင်သိမ့်နေအများကြီးပဲတွေ့ရတယ်ဟုတ်တယ်ဒီကားလေးကတော်တော်လေးလည်းရည်ရတယ်ပေါ့နော်ဟိုမိမနဲ့ယောက်ျားပြဿနာတက်တော့လို့မျိုးသမီးတွေကလို့ဟိုကိုမောင်နေထက်လို့နာမည်ကိုလို့စိတ်ဆိုးရင်ခေါ်ကြရများလေအဲ့လိုပုံစံလေးပေါ့နော်ဟုတ်你哪来俺们面前？你来俺家用的，走，不是哎哇塞！ခင်မောင်သိမ့်မယ်ခေါ်လို့ကောင်းတဲ့နာမည်ရလဲလေနော် sorry နော် 天毛蛋，天毛蛋，你这都骗你啦呗？当兵没上，你看嘛没上，这都不努力好了，俺那个都我老钱那边喏。 ခင်မောင်သိမ့်ကခင်မောင်ရှိရအများကြီးပဲဟုတ်တယ် comment တွေမှာခင်မောင်သိမ့်နေအများကြီးပဲတွေ့ရတယ်ဟုတ်တယ်လာပြောကြလို့ရည်နေအောင်လို့ခဏခဏခေါ်နေရလဲဆိုသူ့နာမည်ခေါ်လို့ဖြစ်နေဟုတ်ဒီကားလေးမတရားကတော့ဟာပေါ့ဒီကန်းစီမှာသွားရိုက်တာလေးလည်းအမတရားဖြစ်တယ်ပြီးတော့ကိုရွှေထူးကိုမြင့်မြတ်ပြီးတော့ဖော်ရောပြီးတော့တခြားဒီညီမလေးတွေရောအကုန်လုံးအတွဲဆက်ကလေးကအရန်ဆန်းနေဆိုတော့လေအမတရားအတားလည်းအရန်များတယ်ဆိုတော့ဟိုအရင်ခေတ်ကဟိုပေါ့ဟိုကန်းစီမှာအတားတွေအများကြီးနဲ့ပျော်စရာဟာတာကားလေးတစ်ခုပြန်ကြည့်ရသလိုမျိုး fight လေးခံစားရမှာပေါ့နော်ပြောစက်နေလိုက်ပို့ဆိုလားဟုတ်ပါဟုတ်လားအော်ဆိုမှာပါနောက်မှာလုံးနေတယ်ကိုယ်တိုင်အဲ့လိုပေါ့ဒီကားထဲမှာလည်းဆိုလို့ရှိရင်လည်းဟိုယောက်ျားတွေဖြစ်တတ်တဲ့အကြောင်းပေါ့အဲ့လေးရိုက်ထားပါတော့မှဟာတာလေးပေါ့နော်ဟုတ်အဲ့လိုပဲလားအပြင်မှာလည်းအဲ့လိုပဲရှိတယ်ရှိမှာပေါ့နော်ယောက်ျားတွေမကောင်းကြောင်ရိုက်ကြတာများနေတော့လေအဲ့လေဒါကလည်းဟိုအဓိကတော့ဟိုပေါ့ဖြစ်လေဖြစ်တာရှိတဲ့ပုံစံလေးကိုဟာတာလေးနော်ပြီးရိုက်တာပေါ့နော်ဒီလိုအချိန်ပူနေတဲ့အချိန်မှာကန်းချီတခုရောက်သွားသလိုခံစားချက်ကလေးလည်းဖြစ်ရမှာပေါ့နော်ပေါ့ပါနဲ့ရီမောရမယ့်ဟာတာလေးပေါ့ဒီလိုချိန်ရမ်းနေပူနေတော့နော်ရမ်းစွန့်နေငုံနေရတယ်မကောင်းပါဘူးဟုတ်တယ်ဒီကားမှာလို့ပေါ့အားလုံးကလည်းချောလှလေးတွေအားလုံးကလည်းကာလာလေးတွေကလည်းဒီကန်းချီနဲ့လိုက်တဲ့ဟိုပေါ့တင်းလေးတွေသွားထားဆိုတော့လေကားလေးတော့ချစ်စရာလေးပေါ့နော်အဲ့လိုကားလေးမျိုးပါအစစညွှန်းကတော့ရီလာဆုံးလည်းရင်ဘလို့ကြီးလဲဆိုပြီးဒါပေမဲ့လည်းဟိုပေါ့ပုံမှန်ဘယ်လိုပြောမလဲအတိုင်းဝိုင်းရအဲ့လိုနည်းနည်းချစ်ဖို့ကောင်းတဲ့နာမည်လေးပေါ့နော်ဟုတ်ဒီလာဟုတ်တယ်နာမည်လေးကစမ်းတယ် 这都我老钱那边喏。 မလီလှုပ်ချင်နောက်မှတက်တက်လှုပ်နော်ညီနဲ့ချင်းပေးမယ်ဟုတ်ပြီလား ဘာဒီကားထဲမှာပါဝင်တဲ့စင်းကနဲတယ်အဓိကကတော့ဒီကားထဲမှာကကိုမြင့်မြတ်နဲ့ကိုရွှေထူးနဲ့ကတော့အချိတ်ဆက်ကောင်းကောင်းနဲ့တကားလုံးအဆဆုံးဆွဲခေါ်သွားတာပေါ့နော်ဘိုးကတော့ကိုမြင့်မြတ်အမျိုးသမီးနေရာမှာပါဝင်တဲ့စင်းကတော့နဲတယ်ကိုပါတဲ့စင်းလေးတိုင်းမှာတော့ဘိုးအများကြီးအကောင်းဆုံးဖြစ်အောင်အထောက်ထားပါတယ်အဓိကဘိုးကလည်းကိုယ်တိုင်ဟာတာကားလေးလည်းရိုက်ချင်တယ်ဟာတာကားရိုက်ရလည်းကြိုက်တာဖြစ်တဲ့အတွက်လည်းလက်ခံဖြစ်တာပါနဲပေမဲ့ဟုတ်လားအဲ့ဒါမှကျွဲရတော့ရီရတာပဲကိုယ့်ကိုပြန်ကြည့်ပြီးတော့လေအဲ့လိုမျိုးရီရတချို့တော့ဟုတ်လားလေဒီမှာမီဒီယာအမတွေအကုန်ချွဲတတ်တယ်မလေကိုသိရတော့သတင်းလေးမိန်းကလေးတော်တော်များတော့ချွဲတတ်ကြပါတယ်မချွဲတတ်ဘူးဆိုတော့မရှိသလောက်ပါမိန်းကလေးတိုင်းကိုဒါမချွဲတတ်ဘူးဆိုရင်ဟုတ်တယ်မရှိပါဘူးဒါတချို့ဆိုမချွဲတတ်ဘူးပြောပြမယ်လေကိုတကယ်ချစ်တဲ့လူနာကြရင်ချွဲတတ်ကြမှာပေါ့ဒါဒုတိယအကြိမ်စုံတာပေါ့နော်ပထမကိုရှိတုနဲ့အဲ့လိုဟာတာကားလေးရိုက်ထားသေးကိုရှိတုနဲ့ပုံနဲ့အဲ့ကားလေးကတော့ခုချိန်ကြီးရုံမတင်သေးဘူးရိုက်ထားတာတော်တော်နှစ်တည်းတောင်ကြာနေဒရိုက်တာမပွင့်သိင်ကြီးဆိုရိုက်ထားပေါ့နော်ကိုရှိတုနဲ့ပုံနဲ့အဲ့ဒါလေးတော်တော်လေးလည်းရှိရတယ်ပေါ့ဒါအဲ့ကားလေးတော့ရုံမတင်သေးပါဘူးဟုတ်အရှိဟိုဒီကားထဲမှာကိုရှိတုနဲ့စုံရတဲ့စင်ကနေတယ်ကိုမြင့်မြတ်နဲ့ပို့စုံရတာဆိုတော့လေအဲ့လိုအမတ်တရတွေကတော့ရှိပါတယ်ဒီတင်းကြီးတစ်ဖွဲ့လုံးတညီလို့ကြရတယ်ပြီးတော့ဟာတာဆိုလို့ရှိရင်လဲကိုမြင့်မြတ်ကိုရွှေထူးတို့ကတကယ်လည်းဟာတာကောင်းတဲ့အတားတွေဖြစ်တဲ့အတွက်ကိုလည်းဟိုအများကြီးပေါ့နော်ဟိုလေးလာသိယူရပါအချီရောက်လို့ရှိရင်ဘိုးကလို့တနေကုန်ထွက်ထိုင်တာလို့မျိုးအသားညိုပေးမဲ့လဲလို့မျိုးအဲ့လိုဘိုးတို့ကန်းချီမှာလို့လေတိုက်ခံရတာလဲလို့တောက်လျှောက်ပင်လဲယူကြည့်နေရတဲ့ဟာကိုပိုကြိုက်တယ်တနေကုန်လို့မျက်မှန်တက်ပြီးတော့အုံးရည်နဲ့ထိုင်ကြည့်တကယ်အရင်ထူးဆန်းနေတယ်မှာပါအဲ့တနေကုန်လို့စမ်းခရင်နေလိမ့်လိုက်ဖျန်းလိုက်တယ်လို့မျိုးပင်လဲယူထိုင်ကြည့်ရပါဘောနော်ဘိုးကမစိုးရင်ဘိုးကငကိုရလည်းအရန်ဖြူတာကြီးတော့မကြိုက်ဘူးညညဆူဆူလေးပိုကြိုက်တယ်ကိုကလည်းညိုတဲ့လူဆိုတော့လေအဲ့လိုမျိုးပေါ့ဟိုလို့တောက်လျှောက်လို့ကန်းကြီးရောက်လို့ရှင်တ
တောက်လျှောက်ထိုင်ပြီးတော့လို့ကန်းချီကိုအလောက်ခံစားတာပုံများတယ် ခံစားချက်တွေဆွေးနေတာအတွေးတွေးနေတာ အမေဘာမှမတွေးလို့ပဲပင်လယ်လိုင်းတွေကိုလိုက်ကြည့်တယ် ညညရောတက်ထားတယ် ညမတော့တထားရနေထိုးတာမခံနိုင်လို့နော်ဖောနိတ်ကဒီကားမှလည်းအမှန်တိုင်းပြောရင်ဒီကားမှအစုံကကိုပြည့်ပြည့်နဲ့ပို့ဆောင်တာများတယ်ပေါ့နော်ဟိုမိုင်းဆန်းတို့မမင်းကြီးမောင်ဆန်းချောင်းတို့နဲ့တော့မှအစုံနည်းနဲတယ်ဇကားထဲမှာတော့ဟိုသူတို့တွေကကြတော့ make up artist တွေနဲ့ဒီ miss တွေနဲ့ကကြတော့ဒီကန်းစီကိုရောက်လာကြတယ်သူတို့ကဒီပေါ့နော်ဒီ miss ပြိုင်ပွဲအနေနဲ့ရောက်လာကြတယ်ဒီအုပ်စုတစ်ဖွဲ့ပေါ့ဘိုးကကြဒီဘက်ကဒီတစ်ဖွဲ့ဆိုတော့အစုံအစီးရတော့နည်းနည်းနည်းတယ်ပေါ့နော်ဟုတ်ဒီယောက်ျားကောင်းရုပ်ရှင်ကားကြီးရတော့ဟောပေါ့ဒီလိုချိန်မှာပြိသက်တွေဒါခီးလေးတစ်ခုသွားလိုက်ရတယ်လို့မျိုးအဲ့လိုအရင်လဲဆွီဖြစ်တယ်ဖန်ဖြစ်တယ်ပျော်ပျော်ရွှင်ရွှင်နဲ့ဟိုကြည့်ရမယ်ပပဟာတာကလေးဆိုတော့လေဒီ8ရက်နေ့ဆိုလို့ရှိရင်ရုံတင်ပြသပါပြီလို့လာရောက်အားပေးခြင်းစေချင်ပါတယ်အဲ့ဒါလည်းဖိတ်ခေါ်ပါရရှင်